Shoo shayarely, don't yareji. Nitangwe yare kabajima, a thishin guiara. A twitchy a managachi zudo. Pens in she up the sheet nights a young. Luchi out of the jay, tambo sheet at chain. The malone keel and twin your lean jam. Jeez, oh, babuya. A tweet the neck could all be sat down. Together, chimney dago. Toba did it, me, don't malone. Don't need a joke, kind of malone. Jesus, doga, chilum, loda. Don't be down. General, Chingle and the Pit, General, packing home the Michimonja, General, Dio Yoshilan and Jia, packing a Jesu at the jump pit. General, packing Chimon Pira, packing a Jesu at the General Chimon Genelu and Yashi, Machi, Dio Yauchin, Young Lachin, Dane, Mayona Neluri, and Yashi at the ma, packing of Piale, Chimon Quayare. Pire, packing or choose Chimon Mare General Jesuro Kansare, Jesuro Kansane, General Miran Pioni, Ayashide, Jesuros or Balesura, General Nene Piopachina Pide, Jesuros or General Ama Ludari appreciated General Neo Doama Pide, Neo Doya Meha, General Take, Kayame Ayapide, Dame General Kayame Yao. Piat do at the body do Taro Yeshu, say Rabima, General Pidio, catch a period of job. That General and Mataitamo. General Mataitan near General Yade, General Yade near Mayavene, General and Mataitan near General Yade Ayao, the Jizuro, Rojan of Yochemare, Ajao, Jizuro Matabasure, Gonoline, Savichimoyao. Chimoyao.
လေလုယာဂျေဇုတော်မှာတပါကျွန်တော်တို့မှာချားမင်္ဂလာမရှိပါဘူးခုချိန်မှာတော့အားလုံးမှတ်တရပြမှာအာရပါချီးမွမ်းမယ်ဟာလေလုယာဟာလေလုယာအာမင်အားလုံးမှတ်တရပြမှာဘုရားကိုပြန်ချီးမွမ်းရအောင်အားမရပါကျွန်တော်လက်လေးတွေအကုန်မျောအောင်ဟာလေလုယာ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 အာမင်ဆက်လက်ပြီးမှကျွန်တော်တို့ praise နေရတိုင်းတော့ကျွန်တော်နေ့အတိုင်းမှာကောင်းမြတ်တဲ့ဖခင်ကျွန်တော်တို့အမြဲတမ်းကြည့်ရှုတဲ့သူမြတ်တာနဲ့သူရဲ့ဂရုဏာနဲ့ကျွန်တော်တို့သူရဲ့ဂျေဇုတော်ကျွန်တော်တို့အတွက်လုံလောက်တာဖြစ်တယ်
နေ့ရက်တိုင်းအတွက်ဆိုရဲတခြင်းလေးနဲ့ပြိုင်မှာချီးမွမ်းရအားရပါချီးမွမ်းမယ်လွတ်လပ်ဖះကိုချီးမွမ်းမယ်အာမင်အာမင်အားလုံးကြည့်အောင်စက္ကန့်တိုင်းမှာကျွန်တော်တို့အမြဲတမ်းကြည့်ရှုတဲ့အဖျားဖြစ်တယ်အခုချိန်မှာကျွန်တော်တို့အသက်တာကိုပြန်ပြီးစဉ်းစားအောင်တခါတလေမှာကျွန်တော်တို့ဖျားကိုချီးမွမ်းဖို့မေ့လျော့နေတဲ့အချိန်တွေရှိတယ်မိတ်ဆွေဒီနေ့မှာပြန်စဉ်းစားအောင်ကိုယ့်ရဲ့အသက်တာကိုဖျားစီမှာပြန်ဆက်ကပ်ရအောင်
ဒီမှာလာတဲ့အချိန်မှာလွတ်မြောက်ခြင်းနဲ့ပြန်ဖို့ဘုရားခင်လိုတော်ရှိတာဖြစ်တယ်အခုချိန်မှာကျွန်တော်တို့တယောက်ကိုဘယ်သူမှကြူးဆိုင်စံမလို့ကျွန်တော်တို့ဘုရားနဲ့ကျွန်တော်နဲ့ပြန်ပြီးမှကိုယ့်တက်တာကိုပြန်ပြီးဆက်ကရအောင်အခုချိန်မှာဘုရားကောင်းမြတ်တဲ့ဘုရားဖြစ်တယ်မိတ်ဆွေရဲ့တက်တာမိတ်ဆွေရဘုရားငေါ့မင်းနေပြီလို့ထင်တဲ့အချိန်မှာမိတ်ဆွေရဲ့နားမှာရှိနေတဲ့ဘုရားဖြစ်တယ်အာမင်ကိုဂျေဇုတင်နေဟာလေလုယာအိုးဟာလေလုယာကိုဂျေဇုတင်နေကိုကောင်းမြတ်တဲ့ဘုရားကိုရောချီးမွမ်းခံတဲ့တဲ့ကိုကိုယ်ခံတဲ့တဲ့ဘုရားဟာလေလုယာကိုဂျေဇုတော်ကိုရဲ့ဂျေဇုတော်အသားတို့တွေ့လုံလောက်တာဖြစ်တယ်ဟာလေလုယာကိုဂျေဇုတော်ချီးမွမ်းစိတ်လုံးနဲ့ချီးမွမ်းပါစိတ်လုံးနဲ့ချီးမွမ်းပါဒီလိုချင်း of the kingdom Yeshua oh all the Father God says the boy Jesus name it bello jare jong Hallelujah, Guru Jesus Rochi. Guru Chimete Guru Jesus Dini, hallelujah. Dinia Maguro Piale Chimon Bobosone. Great Adam Yao Chensi Diamond. We have had to pass Shido Moa.
ះငါပေါ်ကောင်းတဲ့အချိန်မဲ့ဘုရားငါနဲ့သူရှိရလို့ထင်နေတဲ့အချိန်တွေအများကြီးရှိတာဖြစ်တယ်ကျွန်တော်တို့ဘယ်အချိန်တွေမှာပဲဖြစ်ဖြစ်ဘုရားတခင်ကျွန်တော်တို့နဲ့သူရှိတာဖြစ်တယ်ကျွန်တော်တို့ခက်ခဲနေတဲ့အချိန်မှာပြင်လေကျွန်တော်နဲ့သူရှိတာဖြစ်တယ်ကျွန်တော်တို့အဆင်ပြေနေတဲ့အချိန်ကောင်းကြီးခံစားနေတဲ့အချိန်မှာပဲမဟုတ်ဘူးကျွန်တော်တို့ခက်ခဲတဲ့အချိန်ဘုရားတခင်သူပါရှိတာဖြစ်တယ်ဘုရားပြန်မဆက်လက်ပြီးချီးမွမ်းရအောင်ရောက်စီတိုင်းမှာဖျက်ရှိကောင်းကြည့်ပေးပါစေအလုံးလက်ကောက်တီးဖျက်ကိုချီးမွမ်းရအောင်ခုချိန်မှာဆိုရင်
အချိန်နောက်တိုင်းဖြစ်တဲ့ကြောင့်အစားပြုစုတောင်းပေးဖို့ဆမနေစာထွန်းကိုဖိတ်ခေါ်ချင်ပါတယ်စားပြုစုတောင်းကြပါစို့တရှင်တော်မတော်ဖာကိုရောကိုကျေးဇူးတင်တဲ့တမီတို့ဒီနေ့ဒီနေရာမှာလာရောက်ကြတော့တာသမီးငယ်မြတ်တရားစီတိုင်းကိုရောကိုချီးမွမ်းနိုင်တဲ့အခွင့်ကိုရောရှင်ပြင်ဆင်ပေးတဲ့အတွက်ကိုရောကိုကျေးဇူးတင်တဲ့။အိုးကိုရောရှင်ဒီနေရာမှာကိုရောကိုချီးမွမ်းဖို့လာတဲ့အချိန်မှာကိုရောရှင်နှုတ်ကပတ်တော်ကိုကိုရောရှင်နားထောင်ဖို့လာတဲ့အချိန်မှာအမျိုးမျိုးနှောက်ယှက်တဲ့အမျိုးမျိုးအတွေးခေါ်အဖြစ်ကိုရောရှင်အမျိုးမျိုးဘေးပဝန်းကျင်ဖြစ်နှောက်ယှက်တဲ့ဆာရမနာစုံစမ်းခြင်းများကိုယေရှုနာမနဲ့ဖေရှားပါတယ်။သမီးတို့အကောင်းဆုံးနဲ့သမီးတို့အစီအစဉ်အမှတဲမှာကိုရောအတူပါရှိတော်မူပါ။သမီးတို့ရဲ့အစီအစဉ်အစအလေးဆုံးတဲ့အတူပါရှိတော်ပါမယ်။ဘူမာမြင့်ကြောင့်ယေရှုတော်ပေါင်းကိုချီးမွမ်းလဲယေရှုနာမနဲ့ဆုတောင်းကြပါရဖဖျားရှင်။ 할렐루야. 디네 티천으로 어떠신 퀸페레 피하신 나마로 다이봉지 와세. 디네하 이마담하 데이페시레 네 피데 디네 파키미아네 피데 서로 디네 마로 저노 파키노에 다이 마미아우티네노 서로 투드피엔 디네 저노 원다시아 디네 나고버도 웬하메 세아가 저노 뮤니시피 모 피데 우타마우신 두쿠타인 디네 두와 웬하마 피데 두하 이마담하 피아디고 자우윤도 တကယ်ကိုမှုထမ်းကောင်းတယောက်ဖြစ်တယ်သူတက်တက်ခန္ဓာအများကြီးကျွန်တော်ကြားခဲ့တယ်ဆရာတက်တက်ခန္ဓာဆိုတော့သူများနားနေပဲသူများပါဇက်ကနေပဲကြားတယ်ဆိုတော့ဒီတစ်ခါတော့ကျွန်တော်ကိုယ်တိုင်ကြားရမှာဆိုတော့တကယ်ကျေးဇူးတင်တယ်ဒီနေ့ worship ဦးဆောင်ပေးတဲ့ကျွန်တော်ဥက္ကဋ္ဌကြီးကိုလည်းတကယ်ကျေးဇူးတင်တယ်အဲ့လိုအားရပါရမဆိုတာကြားပြီဆိုတော့တကယ်ကျေးဇူးတင်ပါတယ်ဆိုတော့ကျေးဇူးပြုလို့ဒီနေ့ဒီအစီအစဉ်မှာကျွန်တော်ပထမဆုံးအနေနဲ့ပါဝင်တဲ့သူရှိတယ်ဆိုရင်ကျေးဇူးပြုပြီးတော့ကိုရှိတဲ့နေရာလေးကနေခဏလေးမတ်တရပြဖို့ရန်အတွက်ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်။ဘာဆိုတော့ဒီမိုက်သားရကနေလက်ဆောင်လဲလောက်ထားတာရှိတယ်။အဲ့ဒါလေးကိုပေးချင်းလို့ပါကျေးဇူးပြုပြီးတော့ဒီနေ့ပထမဦးဆုံးဒီ Grace မြန်မာမိုက်သားရမှာပါဝင်ပါတယ်ဆိုတဲ့သူမိမိထိုင်တဲ့နေရာနဲ့ခဏလေးမတ်တရပေးပါမရှက်ကြပါနဲ့အားလုံးကြိုဆိုချင်းလို့ပါ။ကျွန်တော်လူတစ်လာဆိုတော့မဟုတ်ဘူးကျွန်တော်အရင်ပါဝင်ပြီးသားတွေဖြစ်တယ်ကျွန်တော်ကလူမမှတ်မိတာနော်ဒီနေ့ကျွန်တော်ဆီမှာပထမအဆုံးပါဝင်တာကကျွန်တော်ဒီဆရာပဲရှိတယ်ထင်တယ်ဆိုတော့ဘာဖြစ်ဆရာကိုထိုးပဲကျေးဇူးတင်တယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်နောက်မှလည်းကျွန်တော်ကိုအမြဲတမ်းခွန်အားပေးပါတက်တက်ခံပါအမြဲတမ်းကျွန်တော်နဲ့မိသားရဖွဲ့ပါလို့ထပ်ပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ဒီအချိန်မှာကျွန်တော် bulletin မှာမပါတဲ့အစီအစဉ်လေးတစ်ခုလုပ်ချင်ပါတယ်လို့ဒီနေ့ကျွန်တော်ဒီမိခင်ကျွန်တော်ဆီယမမေရီနဲ့အေလီနိုဝါဦးဆောင်ပြီးတော့ဒီနေ့ဖခင်များနဲ့အတွက်သူတို့ဘာလို့စီလဲတော့မသိဘူးဆိုတော့သူတို့ကိုအချိန်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတကယ်ပဲနေ့ထွနေမြတ်ဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှင်တော့ဒီနေ့ကျမတို့ဒီနေရာမှာရောက်လာခြင်းလူဖြစ်ရခြင်းဆိုတာကဒီနေ့ဖခင်မရှိဘူးဆိုလို့ရှင်ကျမတို့လူဖြစ်ဖို့တော့မလွယ်ဘူးပေါ့နော်။ဆိုတော့ဒီနေ့ကနော်တကဘာလုံးကဒီနေ့ဖခင်များကိုဂုဏ်ပြုတဲ့နေ့ဖြစ်တယ်လို့ဒီနေ့ကျမတို့အတင်းတော်ထဲကနေပေါ့နော်ကျမတို့ fellowship တွေကနေလေဖခင်များကိုဂုဏ်ပြုမှာဖြစ်တယ်။အများကြီးဘယ်လိုပြောမလဲ
တန်ဖိုးကြီးကြီးမားမားရေတော့မဟုတ်ပါဘူးဒါပေမဲ့ဘာဖြစ်လဲဆိုကျမတို့စေတနာမေတ္တာနဲ့နေပေါ့နော်ပြင်ဆင်ထားတဲ့အရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲဘယ်လိုပြောမလဲမေတ္တာလေးနဲ့ပဲလက်ခံပေးစေချင်တာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အိမ်ထောင်ပြုတ်ပြီးသားဖခင်များပြီးတော့ကလေးမရတဲ့အိမ်ထောင်ပြုတ်ပြီးသားအားလုံးကိုပေါ့နော်မတည့်ရစေချင်တာဖြစ်ပါတယ်ဆိုလို့ရှိရင်ကျမတို့အတူတူကဆူတောင်းရအောင်နော်ထိုင်နေတဲ့လူတွေအားလုံးကလည်းဖခင်များအတွက်ပေါ့နော်ကျမတို့ဆူတောင်းရအောင်အသက်ရှင်ကောင်းမြတ်ဆုံးလင်တော်ဖဖျားကိုရောဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေကိုရောဖျားဒီနေ့ရဲ့စံတထေမတော်သမီးများပေါ်ကောင်းမြတ်လက်ရှိတည်ဖြစ်တဲ့ကြောင့်ကိုရောဖျားရဲ့ကျေးဇူးတော်ချီးမွမ်းနေဒီထက်မကဘဲနဲ့ဖဖျားတခင်ဒီမှာရှိတဲ့ဖခင်များရောက်ချင်းစီတိုင်းပေါ်မှာဒီကိုရောဖျားဒီကောင်းမြတ်ပြီးဒီနေ့နေ့ရဲ့ထေကောင်းမှုစွာနဲ့အသက်ရှင်ခွင့်ရတယ်ဒီနေ့ကျမ်းမာစွာနဲ့အသက်ရှင်ခွင့်ကိုရောဖျားပြင်ဆင်ပေးတဲ့အတွက်ကြောင့်ကိုရောဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖဖျားပြီးခဲ့တဲ့အချိန်တွေမှာဒီနေ့မိမိရဲ့မိသားစုတာဝန်ကိုထမ်းဆောင်ရင်းဒီနေ့ပင်ပန်းခြင်းခက်ခဲခြင်းဒုက္ခဝေဒနာများစွာကိုကြုံတွေ့ရတော့ညာလေကိုရောဖျားပေးတဲ့ခွန်အားအဖြစ်ကောင်းမွန်စွာနဲ့ကြော်လွှားရတော့အခွင့်ကိုကိုရောဖျားပြင်ဆင်ပေးခဲ့ပြီးဖြစ်ပါတယ်ကိုရောဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဆက်လက်ပြီးမှဖဖျားခင်ဒီနေ့ရက်ကနေစပြီးမှဆေးဆက်တဲ့ထဲမှာလေကိုရောဖျားရဲ့ကွေကလမ်းပြမှုအောက်မှာကောင်းမွန်စွာနဲ့အသက်ရှင်ပြီးမှဒီနေ့မိမိရဲ့မိသားစုအပေါ်မှာတကယ်ပဲဒါဝန်ကျေပွန်စွာနဲ့ဒီနေ့လမ်းပြပို့ဆောင်ပေးနေတဲ့ဖခင်များဖြစ်စေဖို့လုံးကလေးကိုရောဖျားကောင်းကြီးပေးပါဒီထက်မကပဲနဲ့ဖျားရခင်ဆူတောင်းလို့တဲ့ဒီနေ့ဖခင်များဖြစ်တဲ့အားလို့စွာဒီနေ့မိသားစုကိုရဲ့ဝิญဉ်ရဲ့ကျမ်းမာရဲ့ဖျားရခင်မိသားစုရဲ့စာဝတ်နေရဲ့အရာအားလုံးကိုတို့စီမံခန့်ခွဲရအောင်ဒီနေ့ဦးဆောင်ရမှာဖြစ်တဲ့အားလို့စွာကိုရောဖျားတို့ကိုခွန်အားပေးပါအမှန်တကယ်ပဲမိသားစုကိုကိုရောဖျားပေးတဲ့တာဝန်ဝတ္တရားနဲ့အညီဒီနေ့တမန်တရားလမ်းထဲမှာတွေးဆောင်ပြီးတမန်တရားလမ်းနဲ့အညီဒီနေ့ဥဆောင်လမ်းပြပေးနိုင်တဲ့ဖခင်များဖြစ်စေဖို့လို့ငါလည်းကိုရောဖျားမဆပါမိကြောင်းဆုတောင်းပါတယ်ကိုရောဖျားပေးတဲ့ဒီနေ့ဒီချိန်ထဲမှာဖခင်များအတွက်ဂုဏ်ပြုရင်းချီးမွမ်းဆုတောင်းရတော့အခွင့်ကိုရောဖျားပြန်ဆင်ပေးတဲ့အတွက်ကြောင့်ကိုရောဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေအများလောက်သောဆုကိုဒီနေ့ကတော့တပါပတိကတော့စမတော်ချေရဝန်ဖြစ်ပါတယ်ပရိစွန်ဆန်ဖွဲ့ကတော့ယောဟန်ထွန်းရဖွဲ့ဖြစ်တဲ့အစဆုတောင်းကဆာမနေစာဖြစ်တဲ့အဒီကျူဆိုတင်ကအတင်ဦးဆရာဖြစ်တဲ့တပင်တန်တချင်းကဆရာကျော်ကနေမှချီးမွမ်းမှာဖြစ်တဲ့စံစာဖတ်ခြင်းကိုဦးရမင်းထွေးကနေမှတိခေါ်ခန်းကြီးလေးကိုသူတို့ကဖတ်ရှုမှာဖြစ်တဲ့အဖွဲတချင်းတော်ချေရဝန်နဲ့အဖွဲ့မှဒီဆိုတော့ဖြစ်ပါတယ်အလုံးဝဆက်ကရှာဥပိကနေမှဆက်ကပ်ပေးမှာဖြစ်ပါတယ်။တပင်တဲ့ချင်းကိုတော်လွန်ကနေမှချီးမွမ်းမှာဖြစ်ပါတယ်။အထူးဆုတောင်းကဆမတော်မေရီယန်ကနေပဲဦးဆောင်တော်မှာဖြစ်ပါတယ်။ဒေနာစင်ကတော့ရှာတန်းအောင်စင်ကနေမှနှုတ်ကပတ်တော်ကိုဟောပြောပေးမှာဖြစ်ပါတယ်။အပိတ်တဲ့ချင်းကအလုံးမတရားပြီးမှရှာတော်ရဲ့ကောင်းချီးပေးခြင်းအဖြစ်အဆုံးသတ်မှာဖြစ်ပါတယ်။
ဒီမှာတော့စာပြည့်အနေနဲ့ပေါ့နော်ကျမ်းပိုက်တစ်ပိုက်လေးဖတ်စပါတယ်တုတ်တန်ကျမ်းခန်းစီတော့26ပေါ့နော်အကြောင်းမူကားထာဝရဘုရားဒီတင်ယုံကြည်ကိုးစားရဖြစ်၍တင်ဤအခြေကိုမကြောမိစေခြင်းကစောင်းမတော်မူလိုက်မည်ယေရှုတင်တဲ့အခုချိန်မှာတော့တပင်တဲ့ချင်းဆရာကျော်ကိုဒီဆုံးမှာဖြစ်ပါတယ် ဟာလေလုယာ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 ဆိုတာကကျမ်းမာခြင်းကိုလည်းပျောက်ကင်းပေးနေတာဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာဆိုတာကကျွန်တော်တို့ခရိယန်ယုံကြည်သူဖခင်သားသမီးပဲအော်ပိုင်ခွင့်ရှိတယ်ပြောပိုင်ခွင့်ရှိတယ်ဗုဒ္ဓဘာသာတွေဟာလေလုယာအော်တာမရှိဘူးဟာလေလုယာအဲကြောင့်မို့ကျွန်တော်ဘုရားသခင်ရဲ့ဂုဏ်တော်မချီးမွမ်းခင်မှာကျမ်းပိုက်လေးနည်းနည်းလေးဖတ်ခြင်းတယ်အဲ့ဒါကကျွန်တော်တို့ဖိလိပ္ပိအခန်းကြီးလေးအငယ်4နဲ့5မှာပြောလဲဆိုတော့ထာဝရဘုရား၌အစင်မပြတ်ဝမ်းမြောက်ကြလို့တဖန်ငါဆိုတိကဝမ်းမြောက်ကြလို့ပြောတာဟာလေလုယာဘုရားသခင်၌ဝမ်းမြောက်ဖို့ဖြစ်တယ်အာမင်ဘုရားသခင်၌ဝမ်းမြောက်တာလည်းကျွန်တော်တို့အသက်တာမှာအမြဲတမ်းဘုရားသခင်ကကောင်းချီးမင်္ဂလာတွန်းလောက်မှာဖြစ်တယ်ကျွန်တော်တို့ရန်ကုန်ခန်းကြီး4အငယ်14မှာပြောလဲဆိုတော့အစင်မပြတ်မချမလက်ဆုတောင်းကြလို့အဲ့ဒါဘာမှရှိလဲဆိုတော့ကျွန်တော်လည်းဒီမှာအချမလက်ဆုတောင်းပတနာပြုကြလို့အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလို့အကြောင်းမူကားတင်တို့သည်ထို့သို့ကျင့်စေခြင်းကခရစ်တော်၌ဘုရားသခင်အလိုတော်ရှိတယ်လို့ပြောတယ်အာမင်ဟာလေလုယာဘုရားသခင်ကကျွန်တော်တို့ကိုဆုတောင်းတဲ့အရာကိုသူကလိုလားတာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ခုဒီဆိုမဲ့ဘုရားရဲ့ဂုဏ်တော်ချီးမွမ်းခြင်းကဆုတောင်းကြဆိုတဲ့တခြင်းလေးဖြစ်ပါတယ်အရောက်စီတိုင်းဘုရားသခင်ကောင်းချီးမင်္ဂလာတက်ရောက်ပါစေ
တိုင်းမြဲတော့လူလေးပဲရှောင်းနေခဲ့တယ်ပေါင်းတဲ့ဘူးမထူတော့ဘူးဆိုရင်အချိန်ခါခါရှောင်းပေးခဲ့ကိုရောကိုအားကိုပေါ်ဆုံးဖြတ်ရှင်အသွေးတဲ့ဒုက္ခတွေကြုံငြိမ်သွားမယ်လာပါတဲ့ဘဝခီးလမ်းကိုစုတောင်းမှရရှိလေဒီနေ့ဝိပုဝဲအစီအစဉ်ကိုကြားလာကြတဲ့တင်းသူတင်းသားနဲ့ညီကိုမောင်နှမအားလုံးဖျားသခင်ကောင်းကြီးပေးပါစေအားလုံးဒီနေ့ကျွန်တော်ကိုယ်နာဩဝါဒပထမဆောင်တစ်ကောခန်းလေးကိုကျွန်တော်ဖတ်ပြပါမယ်အားလုံးကျွန်တော်နဲ့တူလိုက်ပြီးဖတ်ပြကြပါခေတ္တဤတမန်တော်များငါတို့ကိုခေတ္တဤအစေပါကဲ့သို့၎င်းဘုရားသခင်နည်းနည်းသောအရာတို့ကိုစောင့်သောဗန္နာဆိုးကဲ့သို့၎င်းသူတစ်ပါးမှမှတ်ပါစေထိုမှတစ်ပါးဗန္နာဆိုးမိသည်ကသစ္စာရှိရမည်တင်တို့မှစ၍အခြားသောသူများတို့သည်ငါကိုသစ္စာမရှိဟုစီရင်တော်လဲငါသည်အမှုမထားငါကိုငါမရှိရင်အကြောင်းမူကားကိုယ်စိတ်သည်ကိုယ်ကိုအပြစ်မတင်သို့တော်လဲထိုအကြောင်းဖြင့်ငါအပြစ်လွတ်သည်မဟုတ်ငါကိုတရားစီရင်တော်သူကထာဝရဘုရားပေသည်ထိုတို့ဖြစ်သည်မှောင်မိုက်၌ဖွက်ထားသောအရာတို့ကိုပွင့်လင်းစေ၍စိတ်နှလုံးကြံစီများကိုထင်ရှားစေလက်တန့်သောဘုရားအခင်ဘုရားကြွလာတော်မူမိတိုင်အောင်အဘယ်အမှုကိုမျှဆုံးဖြတ်မစင်ကြနှင့်ကြွလာတော်မူသောအခါအသီးသီးတို့သည်ဘုရားသခင်ချီးမွမ်းတော်မူခြင်းကိုကျေးဇူးကိုခံရလက်တံ
ညီကိုတို့တင်းတို့သည်ကျမ်းစာကိုလွန်၍သူတစ်ပါးကိုမျိုးသေးအပ်ဟုငါတို့ကိုထောက်၍နားလဲစေခြင်းငါ၎င်းမာနစိတ်ထောင်လွှားသည်နှင့်တယောက်ကိုမှီဝဲ၍တယောက်ကိုငင်းဆန်ခြင်းမရှိစေခြင်းငါ၎င်းငါဆိုခဲ့ပြီးသောအချက်၌တင်တို့သည်အကျိုးကိုထောက်၍ငါနှင့်အာဘောလူကိုပုံဆောင်လျက်ဆိုသည်ထိုမှတပါအဘယ်သူသည်တင့်ကိုထူရှားစေသနည်းသူတစ်ပါးလက်မှမခံယူပဲအလိုလျောက်ရသောအရာတစ်စုံတစ်ခုမျှတင်၌ရှိသလောသူတစ်ပါးလက်မှခံယူသည်မှန်လင်မခံယူတကဲ့သို့အဘယ်ကြောင့်ဝါကြသနည်းယခုတွင်တင်တို့သည်ကြွယ်ဝကြ၏ငွေရတတ်ကြ၏ငါတို့မရှိစဉ်တွင်စိုးစံကြ၏ငါတို့သည်တင်တို့နှင့်အတူစိုးစံရသောအခွင့်ရှိမည်ဖြစ်ကြောင်းတင်တို့ကိုအမှန်စိုးစံစေခြင်းငါအလိုရှိ၏တတ်ဖို့ရထားသောသူတကဲ့သို့အခြားသောသူများ၏နောက်၌တမန်တော်သည်ဟုသောငါတို့ကိုဘုရားသခင်ထုတ်ပြတော်မူသည်ဟုငါထင်၏အကြောင်းမူကားငါတို့သည်လောကီသားများနှင့်ကောင်းကင်တမန်များမျက်မှောက်၌ပွဲဝင်သောသူဖြစ်ကြ၏ငါတို့သည်ခေတော်၏အကြောင်းကြောင့်လူမိုက်ဖြစ်ကြ၏တင်တို့မူကားခေတော်၌ပညာရှိဖြစ်ကြ၏ငါတို့သည်အားနည်းသောသူဖြစ်ကြ၏တင်တို့မူကားအစမ်းတတိနှင့်ပြည့်စုံသောသူတတိရှိသောသူဖြစ်ကြ၏ငါတို့သည်အချက်ကြောင့်ခံရသောသူဖြစ်၍ယခုတိုင်အောင်အစာအသောက်ငတ်မို့ရှင်အဝေစားနွမ်းပါခြင်းရိုက်ပုတ်ညှင်းဆဲခြင်းကိုခံရကြ၏နေရာမကျသောသူကိုယ်လက်နှင့်ပင်ပန်းစွာလှုပ်ဆောင်ရသောသူဖြစ်ကြ၏ကဲ့ရဲ့ခြင်းကိုခံရသောအခါမေတ္တာပို့ကြ၏ညှင်းဆဲနှိပ်စက်ခြင်းကိုခံရသောအခါသီးခံကြ၏အသေးရှုံးချခြင်းကိုခံရသောအခါတောင်းပန်ကြ၏ဤလောက၏အညစ်အကြေးကဲ့သို့၎င်းအရရက်ကလှဲပြစ်သောတပြည့်ရှိမိုက်ကဲ့သို့၎င်းယခုတိုင်အောင်ဖြစ်ကြ၏တင်တို့ချက်စေခြင်းငါဤတို့ငါရေးသည်မဟုတ်တင်တို့ကိုချစ်သားကဲ့သို့မှတ်၍သတိပေး၏တင်တို့တွင်ခေတော်၏အကြောင်းကိုတင်ပေးသောဆရာ1000ရှိညာတော်လဲအပအများမရှိဧဝံဂေလိတရားအဖြစ်ငါသည်တင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစေပြီတို့ဖြစ်၍ငါကျင့်သည့်နည်းသူတင်တို့သည်ကျင့်ကြမိကြောင်းငါနိုးစောတောင်းပန်၏ထိုအကြောင်းကြောင့်ဘုရားသခင်၏တစ္ဆာရှိသောငါ၏ရှိသားတိမောသေကိုတင်တို့စီတို့ငါစေလို၏ခတ်သိမ်းသောအရရတို့၌ခတ်သိမ်းသောအသင်းတော်တို့ကိုငါသွန်သည်နှင့်အညီငါသည်ခရစ်တော်၌ကျင့်သောအကျင့်တလေများကိုတင်တို့သည်မှတ်မိစေခြင်းငါသူသည်ပြားတတိုက်တွန်းလိမ့်မည်ငါသည်တင်တို့စီတို့ကိုယ်တိုင်မလာဟုအချို့သောသူတို့သည်ထင်မှတ်သည်နှင့်မာနထောင်လွှားခြင်းရှိကြ၏ထင်မှတ်သည်နှင့်တို့တော်လဲဘုရားသခင်သည်အလိုတော်ရှိလျင်ငါသည်မြန်လာမည်လာသောအခါ၌မာနထောင်လွှားသူတို့၏စကားကိုတိမှတ်မည်မဟုတ်သူတို့၏တကိုးကိုတိမှတ်မည်အကြောင်းမူကားဘုရားသခင်၏နိုင်ငံတော်သည်စကား၌တည်သည်မဟုတ်တကိုး၌တည်၏တင်တို့သည်အဘယ်သို့လိုရှိသနည်းငါသည်နှင်တန်နှင့်တင်တို့စီသို့လာရမည်လောသို့မဟုတ်မေတ္တာနှင့်၎င်းနူးညံ့သိမ်မွေ့သောစိတ်နှင့်၎င်းလာရမည်လောအလုံးကျေးဇူးပါလေဖခင်တို့ဘုရားသခင်ကောင်းချီးပေးပါစေအလုံးနော် ဖေးအေးဆိုတဲ့တခြင်းလေးအဖြစ်ဒီနေ့ဖခင်များကိုဂုဏ်ပြုချင်ပါတယ်လို့တန်တော့မကောင်းပြီမယ်လေပေါ့နော်
ကျွန်တော်အလိုတော်ငွေစက်ကတ်တဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်အလိုတော်ငွေစက်ကပ်ဖို့အတွက်ကျွန်တော်ကျန်းစာတစ်ပိုက်လေးဖတ်ချင်ပါတယ်ရှင်မတဲအခန်းကြီး6အပိုင်ငယ်19ကနေပြီးတော့21ထိတန်ချေပိုးရွဖြစ်စေ၍တခုထွင်ဖောက်ခိုးရရာမိကြီးပေါ်မှာဗန္တာကိုမစည်းပိုးကြနဲ့တန်ချေပိုးရွမဖြစ်စေ၍တခိုးမထွင်မဖောက်မခိုးရရာကုန်းကင်ဘုံ၌ဗန္တာကိုစီးပိုးကြလောအကြောင်းမူကားအချင်းအယက်၌တင်တို့၏ဗန္တာရှိကြ၏ထူသောအယက်တို့တင်တို့၏စိတ်နှလုံးရောက်တတ်၏အလိုတော်ငွေစက်ကကြပါစို့ဟာလေလုယာဟာလေလုယာတာသမီတို့ကိုနေ့ရက်စဉ်တိုင်းကွယ်ကဆုံးမပြီးတော်မူ၍လမ်းပြပြီးတော်မူသောဖဖရာကိုရောအကြည်စိုးတော်များကိုချီးမွမ်းပါတယ်ကိုရောရှင်ဒီနေ့ကိုရောရဲ့ရှင်ပြန်ထမြောက်တဲ့နေ့မှာကျမဆောနုထိုက်တဲ့ခွန်ကိုပြင်ဆင်ပြီးတဲ့တမကပဲအိုကိုရောရှင်ရဲ့အတူမိသားဖွဲ့ရတဲ့ခွန်ကိုပြင်ဆင်ပြီးတဲ့ကိုရောအကြည်စိုးတော်များကိုချီးမွမ်းပါ၏ကိုရောရှင်ဒီနေ့တာသမီတို့ကိုရောရှင်မြေမောက်တို့ထဲမှာတိုးဝန်းတဲ့အခါမှာအလိုတော်ဝေအနေငယ်များကိုယူဆောင်လာခဲ့ပါတယ်ကိုရောအလိုတော်ငွေများကိုကိုရရှင်နိုင်ငံတော်ကျေပြန်ဖို့တဲ့ကိုရရှင်တွေအသုံးပြုပါစေဖို့တဖြစ်အပြင်လောကတော်လကောအိုတီအနာအပြင်တော်လကောကိုရရှင်တာသမီးတို့လည်းတီများကိုယူဆောင်လာခဲ့ကြပါတယ်ဤအရာများကိုကိုရရှင်နိုင်ငံတော်ကျေပြန်ဖို့အိုကိုရရှင်ဘုံတော်ထေရှံဖို့တဲ့ကိုရရှင်တွေအသုံးပြုတော်မူပါကိုရရှင်တန်ရှင်တော်လက်တော်ထဲသို့အနှံပါတယ်ပြီးလို့တာသမီးစီတာရဲ့တတာပေါ်မှာလေကိုရရှင်ဒီနေ့အိုကိုရရှင်ထံတော်ပါမလာတော်ဂျမချင်းငိမ်သက်ခြင်းဝမ်းမြောက်ခြင်းဆိုကျေးဇူးများကိုရရှင်ရောက်စေတဲ့တာပေါ်မှာကိုရရှင်နေတွန်းလုံးပြီးတော်မူပါသာသမီတို့ရဲ့အချိန်တိုင်းအလုံးစုံတဲ့ကိုစိတ်နှလုံးသုံးပါစလုံးတို့ကိုကိုရထအနလိုက်တဲ့အခါမှာယေရှုနာမနဲ့ဤအလိုတော်ဝင်များကိုစက္ကအနံပါတယ်ဖခင်အာမင်
ခုရှိမှာဆိုရှင်ဖျားခင်နှုတ်ပတ်တော်ကိုဟောပြောပေးမယ်ဒေနာရှင်ရှာတမ်အောင်ရှင်ကိုယေရှုခရစ်တော်မှာ၌ဖိတ်ခေါ်ပါတယ်ခဏလောက်ဆုတောင်းရအောင်နှုတ်ကပတ်တော်သည်ကျွန်ုပ်တို့ခြေရှိမှမိခွက်ဖြစ်လက်ကျွန်ုပ်တို့၏ဘဝအသက်တာလမ်းခီကိုလင်းစေပါမည်အကြောင်းမြတ်သောသခင်ယေရှုခရစ်နာမတော်ကိုမြှုပ်ပြုလက်ဆုတောင်းဆက်ကပ်နှံကြပါ၏ထာဝရစွာဘုရားအာမင်ယနေ့ဒီအသင်းတော်မှာဖျားရှင်ရဲ့နှုတ်ကပတ်တော်ကိုအတူတကွစင်ချင်နှလုံးသွင်းပြီးတော့ခွန်အားယူဖို့ရန်အတွက်အချိန်နာရီအခွင့်ကောင်းကိုပြင်ဆင်ပေးတဲ့ဖျားရှင်ဘုံသာ၍ကြီးမြတ်ပါစေထိုမြတ်မကပဲဒီအသင်းတော်မှာဖျားရှင်နှုတ်ကပတ်တော်ဝင်ငှဖို့ရန်အတွက်ဖိတ်ခေါ်ပေးတဲ့ဆရာတော်ကြီးပေါ်မှာတော်ကောင်းအသင်းတော်မှာတာဝန်ရှိကြတဲ့ယုံကြည်သူများတင်းထောက်များအားလုံးကိုကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်ကတော့ဆရာမဟုတ်ပါဘူးလို့ဒီမှာဆရာလို့ရေးထားတော့နည်းနည်းလေးလူကရှိန်သွားတယ်เนาะကျွန်တော်ဆရာမဟုတ်ပါဘူးလို့ကျွန်တော်ကဥတောင်ရှိန်ပါဆိုတဲ့အကြောင်းကိုကျွန်တော်ပထမအနေနဲ့ပြောကြားလိုပါတယ်ကျွန်တော်တို့ဒီကနေ့အတူတကွကြာနာနှလုံးသွင်းဖို့ရန်အတွက်ရွေးချယ်ထားတဲ့ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုပထမဆုံးဖတ်ကြားလိုပါတယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး15အငယ်25မောရှိသည်ထာဝရဘုရားအားအော်ဟစ်၍ထာဝရဘုရားသည်တစ်တပင်ကိုပြတော်မူ၏ထိုအပင်ကိုရေထဲသို့ချပြီးလျှင်ရေသည်ချိုလေ၏ထိုအပင်ကိုရေထဲသို့ချပြီးလျှင်ရေသည်ချိုလေ၏ဒုတိယတစ်ပိုက်အနေနဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး4အငယ်14ဖြစ်ပါတယ်ငါပေးသောရေကိုတောက်တော်သူမူကားရေငတ်ခြင်းနှင့်အစင်မပြတ်ကင်းလွတ်လိမ့်မည်ငါပေးသောရေသည်ထိုသူ၌ထာဝရအသက်ရှင်စေခြင်းအလို့ငါထွက်သောစမ်းရည်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ဖတ်တော်သောနှုတ်ကပတ်တော်များသည်ဖျားရှင်နှုတ်ကပတ်တော်ဖြစ်သည့်အတိုင်းဂျာနာသူဖတ်ကြားသူကျွန်တော်တို့အားလုံးပေါ်၌ဖျားရှင်တည်ပံကောင်းကြီးပေးပါစေကျွန်တော်ဒီကနေ့ဝင်ငှဖို့ရန်အတွက်ကောင်းစဉ်ကတော့မိုခါရီဖြစ်ပါတယ်မိုခါရီမတော့ပဲထာဝရသက်ဆိုင်ရီကိုတောက်ရအောင်ဆိုတဲ့ကောင်းစဉ်လေးနဲ့ဘုရားရှင်နှုတ်ကပတ်တော်ကိုဝင်ငှချင်တာဖြစ်ပါတယ်ဒီနေ့ကမ္ဘာလောကကြီးထဲမှာလူတွေကပြောနေကြတာရှိပါတယ်လောကကြီးကဘလောက်ပဲခက်ခဲနေပါစေဆင်းရဲနေပါစေပင်ပန်းနေပါစေပျော်နေတတ်ရင်နေတတ်လို့ရှိရင်ပျော်စရာကြီးပါလောကကြီးကပျော်စရာကြီးပါဆိုတော့ပြောနေကြပါတယ်ဒီတိုင်းမဲ့လူတိုင်းကခက်ခဲမှုတွေကိုကြော်ဖြတ်နိုင်ဖို့စိတ်ညစ်မှုတွေစိတ်ဖိစီးမှုတန်တွေကိုဖြေလျှော့ဖို့ရန်အတွက်လူတွေကကိုယ်စိတ်ကိုဖြေနိုင်ဖို့ရန်အတွက်နီလန်းမျိုးစုံနော်ပျော်ရွှင်ခြင်းတွေကိုရှာပြီးတော့ငွေကြေးကုန်ကြမြောက်များစွာနဲ့လူတွေကကိုယ့်ရဲ့ပင်ပန်းနေတဲ့ဝင်နေကိုယ်မှာဖိစီးနေတဲ့လောကရန်တွေကိုကြော်ဖြတ်ဖို့ရန်အတွက်နီလန်းမျိုးစုံသုံးပြီးတော့ပြဿနာပေါင်းစုံကိုဖြေရှင်းနေကြတယ်ဆိုတာကိုတွေ့ရပါတယ်ဒီလိုဖြေရှင်းနေတဲ့နေရာမှာအလွယ်နည်းနဲ့ဖြေရှင်းတဲ့လူတွေရှိတယ်တရားတွေကိုကျင့်ပြီးတော့ဖြေရှင်းတဲ့လူတွေရှိတယ်နီလန်းပေါင်းစုံနဲ့ဖြည့်ရှင်းနေကြပါတယ်ဒီလိုချိန်မှာကျွန်တော်တို့ရဲ့အပေါင်းအသင်းထဲမှာတော်လကောင်းကျွန်တော်တို့ရဲ့မိတ်ဆွေတွေမှာတော်လကောင်းပြောတတ်တာဟာလူလိမ္မာကြီးတော့လုံမနေပါနဲ့လူရိုးသားကြီးလုံမနေပါနဲ့နှမ်းတစည်းနဲ့စီမဖြစ်နိုင်ဘူးဟုတ်တယ်မလားအုတ်တချက်နဲ့အုတ်တချက်နဲ့ဖះမဖြစ်နိုင်ပါဘူးငါတို့လူသားနေလိုက်ပါဆိုပြီးတော့ကျွန်တော်တို့ကိုယ့်ဟာကိုယ်တော့ကောင်းအောင်တော့စူးစမ်းနေပေမဲ့မဖြစ်ဘူးငါတော့ပြင်ဆင်မရတော့မယ်ကောင်းအောင်နေမှဖြစ်တော့မယ်အပြောအဆိုလဲဆင်ချင်တော့မှဆိုတော့ကျွန်တော်တို့တွေကပြင်ဆင်ခြင်းပေမဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေကျွန်တော်တို့ရဲ့အပေါင်းအသင်းတွေနဲ့ကျွန်တော်တို့ကိုယ့်တခါတလေကြလို့ရှိရင်ကိုယ်တိုင်ကဆင်ချင်ပေးပြီးတော့ဒီလိုဖြစ်လိုက်တာကောင်းပါတယ်လေဆိုပြီးတော့ဆင်ချင်ပေးပြီးတော့ကျွန်တော်တို့ဖះနဲ့ဝေးလီအသက်တာဖြစ်တတ်ပါတယ်ထိုမြမကပဲနဲ့ကျွန်တော်တို့ဒီနေ့ခရိယန်လောကမှာလဲဖះကျွန်တော်တို့စိတ်သက်သာမှုတွေဖះเจ้าကိုကျွန်တော်တို့တွားလိုက်တယ်ဖះเจ้าမှာနှုတ်ကပတ်တော်ကိုကြားနာဖို့ဖ
ဖះရှင်ကိုချီးမွမ်းတဲ့နေရာမှာတော်၎င်းပေးလှူတဲ့နေရာမှာတော်၎င်းဖះရှင်ကိုကိုးကွယ်ဖို့ရန်အတွက်ကျွန်တော်တို့ရောက်ရှိလာကြပေမဲ့ဖះเจ้าထဲမှာလည်းဒီလိုပဲဟန်ဆောင်မှုတွေကတော်တော်များတာဖြစ်ပါတယ်ဒီဖះเจ้าတော့မဟုတ်တော့ဘူးလို့ကျွန်တော်ယူဆပါတယ်เนาะများသောအားဖြင့်ကျွန်တော်တို့ဖះเจ้าဒီမှာလည်းတရားဟောတဲ့အခါမှာဖះရှင်ရဲ့နှုတ်ကပတ်တော်အရှိကိုအရှိအတိုင်းဟောခြင်းတဲ့ဖះရဲ့နှုတ်ကပတ်တော်ကိုသဘောနဲ့ကိုထပ်ပြီးတကားရည်ဒီလောင်းနားထောင်လို့ကောင်းအောင်ဟောနေတဲ့တရားကြီးလည်းအများကြီးရှိတာဖြစ်ပါတယ်ကျွန်တော်တို့ဒီအရှိတရားကိုဟောခြင်းတဲ့ဖះရဲ့နှုတ်ကပတ်တော်ကိုဟောခြင်းတဲ့ကိုယ့်ရဲ့အဟောအပြောကောင်းခြင်းဖြစ်တတ်ပါတယ်ကျွန်တော်တို့မင်းတပ်မှာဆရာနှစ်ယောက်စကားများပါတယ်ဆရာနှစ်ယောက်စကားများတဲ့အခါမှာဆရာဟိုတယောက်ကစကားကုန်သွားပြီဟိုဆရာတစ်ပါးတော်တော်ပါစတာနှစ်ပါးပဲစကားများတယ်အစည်းအဝေးမှာခြေတင်စကားများတယ်အဲ့ဒီမှာပါစတာတစ်ပါးဟိုစကားဟိုဂျပူလက်ကိုဂျပူဖြစ်နေအောင်စပယ်ရှယ်ပြောတတ်တယ်ဟိုကဆရာကြတော့မပြောနိုင်တော့ဘူးဆိုတော့ဆရာချင်းထားရန်ဖြစ်ဖို့လဲမဖြစ်တော့တဲ့သူဘာပြောဆိုခမညင်နေပါတဲ့စကားဟိုတဲ့အပြောမကောင်းနဲ့တဲ့အကောင်းပြောပါတဲ့အဲ့ခါကျတော့အပြောကောင်းတဲ့ဆရာညင်သွားတယ်ဆိုလိုတာကျွန်တော်တို့ဖះเจ้าညီမှာလဲနှုတ်ကပတ်တော်ဆိုတာထက်ကိုအပြောကောင်းခြင်းအဟောကောင်းခြင်းဆိုတဲ့အရာတွေမှာလူတွေကတန်တန်ဆွဲတဲ့အခါမှာကြာလို့ရှင်ဘာဖြစ်လာလဲဆိုကျွန်တော်တို့ကပုပ်ကိုရေးဆွဲလန်းမှုတွေပုပ်ကိုရေးအပေါ်မှာပဲကျွန်တော်တို့မှီတည်ပြီးတော့ဖះနဲ့ဝေးတဲ့ထက်ဝေးသွားတဲ့အခြေအနေတွေမှာကျွန်တော်တို့ရောက်တတ်ပါတယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဘုရားရှင်ကိုချီးမွမ်းတဲ့နေရာမှာတော်၎င်းပေးလှူတဲ့နေရာမှာတော်၎င်းကျွန်တော်တို့တခါတည်းကြလို့ရှိရင်ဘုရားကိုချီးမွမ်းတဲ့အခါမှာကိုယ်မှာရှိနေတဲ့အတန်အားဖြင့်ဘုရားကိုချီးမွမ်းခြင်းတဲ့ကိုယ်လူတွေကချီးမွမ်းလိုက်တဲ့အတန်ကကောင်းရဲ့လားမကောင်းရဲ့လားဆိုတဲ့ feedback ကိုပဲပြန်ပြီးနားထောင်ခြင်းတဲ့အခါမှာကျွန်တော်တို့တချင်းဆိုတဲ့အချိန်မှာလဲဘုရားကိုချီးမွမ်းခြင်းတဲ့လူရီစီကနေပြန်ပြီးတော့ကြားရမယ် feedback ကိုပဲလိုချင်တဲ့အခါမှာလဲကျွန်တော်တို့ဒီဖះနဲ့ဝေတတ်တာဖြစ်ပါတယ်ထိုမြမကပဲကျွန်တော်ဖះเจ้าမှာအလှူအတန်းနေပေးတဲ့အခါမှာအများကြီးပေးနိုင်တဲ့လူများလှူတန်းနိုင်တဲ့လူဒါဟိုပဲတခါလေကြလို့ရှိရင်ဦးစားပေးတတ်တယ်တခါလေကြလို့ရှိရင်အသင်းတော်တွေမှာလည်းပညာတတ်တဲ့အရာရှိတွေကိုပဲဦးစားပေးတတ်တယ်တကယ်ကိုနွန်ပါနေတဲ့လူတွေကိုပဲဦးစားပေးရမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးဆိုလိုတာတော့ကျွန်တော်တို့ဒီနံပါတ်1နေရာမှာဖះကိုအမြဲတမ်းထားဖို့အရေးကြီးတဲ့အကြောင်းကိုကျွန်တော်ဖော်ပြလိုတာဖြစ်ပါတယ်ကျွန်တော်တို့ကဦးစားပေးတာတော့ကောင်းပါတယ်ဦးစားပေးတာလွန်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့အသင်းတော်တွေထဲမှာမျက်နှာကြည့်ရဟင်းဖတ်ပါပြီးတော့ကျွန်တော်တို့ဦးစားပေးမှုတွေနဲ့ဖြစ်တဲ့အခါမှာကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာဖះနဲ့တဖြည်းဖြည်းပို့ပြီးတော့ဝေးသွားတတ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့ဖော်ပြလိုတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာကျွန်တော်တို့ယုံကြည်သူတွေဖြစ်လာတယ်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီဖះရှင်ကတွင်တင်ပေးတယ်ဖះရှင်ကနေကျင့်ရှောက်ရမယ်လက်တွေ့ကျင့်ရှောက်ရမယ်ယုံကြည်ရမယ်ကျင့်ကြံရမယ်ဆိုတဲ့နှုတ်ကပတ်တော်တွေအများကြီးကျွန်တော်တို့ပေးထားတာဖြစ်ပါတယ်ထိုနှုတ်ကပတ်တော်အတိုင်းကျွန်တော်တို့အသက်ရှင်ဖို့လိုတာဖြစ်ပါတယ်ခါလီကြလို့ရှိရင်ကျွန်တော်တို့အသင်းတော်မှာအားလုံးလည်းတည်ပြီးသားဖြစ်တယ်ခွင့်လွှတ်ခြင်းတရားနဲ့တိခံခြင်းတရားကိုကျွန်တော်တို့ကအမြဲတမ်းဝေခွဲမရဖြစ်တတ်တယ်ခွင့်လွှတ်လိုက်တယ်လို့ထင်ပေမဲ့ကိုနှက်ရလူတယောက်ကိုခွင့်လွှတ်တယ်လို့တော့ထင်လိုက်တယ်ဒါပေမဲ့ကိုကခွင့်လွှတ်တာမဟုတ်ပဲတိခံတာဖြစ်တယ်ဒီလူတော့ကျွန်တော်တစ်ချိန်ခွင့်လွှတ်လိုက်ပြီးနှစ်ချိန်ခွင့်လွှတ်တယ်သုံးချိန်ခွင့်လွှတ်တယ်မရတော့ဘူးဒါပဲရမယ်ဆိုပြီးတော့ရံဖြစ်တာတို့စကားများတာတို့ဖြစ်တတ်တယ်ဒါအတိခံခြင်းပဲခွင့်လွှတ်လိုက်တယ်ဆိုတာသူနောက်ထပ်ဘလောက်ပဲဖြစ်ကိုကခွင့်လွှတ်လိုက်တာပြီးသွားတယ်တင်မုန်းချေလိုက်တယ်ဒါကိုခွင့်လွှတ်ခြင်းလို့ခေါ်တယ်ဒါပေမဲ့တခါတလေကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာမှာကျမ်းစာတွေကိုနားထောင်တဲ့အခါမှာအဲ့ဒီချိန်မှာကျွန်တော်တို့စိတ်ကိုတိုးထီတဲ့အခါမှာကျွန်တော်တို့ခွင့်လွှတ်လိုက်ပြီလို့ပြောပေမဲ့ तू ဘာမှအောင်မလဲဆိုတာကိုကျွန်တော်တို့ကမတိစိတ်ကနေပြန်ကြည့်နေတယ်ခွင့်လွှတ်လိုက်တယ်ဒီကိစ္စကိုတော့ခွင့်လွှတ်လိုက်တယ်ဒါပေမဲ့ဟိုကိစ္စတစ်ခုကိုရောဆိုပြီးတော့ကိုက तू မှားမဲ့အကွက်လေးကိုပြန်ချိန်ထိုးပြီးတော့ပြန်ကြည့်နေပြီးတော့ခွင့်လွတ်တာမဟုတ်ပဲတီးခံတယ်ကျွန်တော်တို့ပူစီပေါင်းမှုတ်တယ်လို့ပေါ့နော်ပူစီပေါင်းအမှုတ်ကြီးလာပြီးတော့မခံနိုင်တော့နဲ့ဆိုပုံဆိုပြီးတော့ပေါက်တယ်လို့ပဲကျွန်တော်တို့လူတွေရဲ့ခွင့်လွတ်ခြင်းတရားနဲ့တီးခံခြင်းတရားမှာကျွန်တော်တို့ကရောပြီးတော့အမြဲတမ်းအသက်ရှင်တတ်တဲ့ယုံကြည်သူတွေဖြစ်ပါတယ်ဒါတွေကလည်းကျွန်တော်တို့ဖခင်နဲ့ဝေးကွာစေတဲ့အရာတွေဖြစ်ပါတယ်ဆိုလိုတာတော့ကျွန်တော်တို့ဟိုအရင်က
ရှင်ဘရင်ကြီးတစ်ပါးတိုင်းပြည်တစ်ပြည်ရှိတယ်တိုင်းပြည်တစ်ပြည်မှာမိုးရီယာရေရီယာအကုန်ခန်းပြီးတော့တနင်္ဂနွေလုံးမှာတောက်သုံးရေရှာတယ်အားလုံးတည်ပြီးသားဒါပေမဲ့မိုးရွာလာတဲ့အခါမှာရေရီယာပြန်ရလာရေရီယာပြန်ရလာတဲ့အခါမှာတိုင်းသူပြည်သားတွေကလည်းတောက်ကြတယ်တောက်ဆရာမရှိတော့ရေတောက်တယ်အဲ့ဒီရေကိုတောက်လိုက်တဲ့အခါကြလို့ရှိရင်တောက်တဲ့လူကယူတယ်တဲ့တောက်တဲ့လူကယူတဲ့ခါကျတော့အစတော့ရှင်ဘရင်တို့မူမတ်တို့အရာရှိတွေဆိုတော့ကိုတောက်မဲ့ရေကိုတော့လှောင်တာပေါ့ချမ်းသာတဲ့လူတွေကရေလည်းထပ်ပြီးမထွက်တော့မိုးခါရေပဲရှိတော့တောက်ရင်ကနေကုန်းလာတယ်မိုးခါရေတောက်တဲ့လူတွေများလာတဲ့ခါကျတော့မိုးခါရေတောက်တဲ့လူကယူသွားတယ်ယူလာတဲ့အချိန်မှာနောက်ဆုံးရှင်ဘရင်တယောက်ပဲကြံတော့တယ်ရှင်ဘရင်ကတော့ရှင်ဘရင်ဖြစ်တဲ့အတွက်မိုးခါရေမတောက်ဘူးတိုင်းသူပြည်သားတွေရောမူမတ်တွေရောအကုန်လုံးမိုးခါရေတောက်တော့ယူသွားတဲ့ခါကျတော့ရှင်ဘရင်ပြောရင်တိုင်းသူပြည်သားတွေအကုန်လုံးယူသွားတော့ရှင်ဘရင်ကိုအယူလို့ပြောတယ်အယူကြတော့ရှင်ဘရင်ကလုံးဝမယူနော်တိုင်းသူပြည်သားတွေကယူတယ်ဒါပေမဲ့ရှင်ဘရင်ကိုအယူလို့ပြောတဲ့ခါမှာရှင်ဘရင်ကကျွန်တော်မယူပါဘူးငါမယူဘယ်လောက်ပြောဘယ်သူမှမယုံတော့မယုံတော့တဲ့ခါကျတော့နောက်ဆုံးပါဖြစ်လဲဆိုလို့ရှိရင်ရှင်ဘရင်လည်းမထူပါဘူးကွယ်ဆိုတော့မုခရေတောက်လိုက်တော့တတိုင်းပြည်လုံးဘရုတ်ဒုက္ခတွေဖြစ်ပြီးတော့အကုန်လုံးပျက်စီးတယ်ဆိုတဲ့ပုံပြင်ကိုကြားရတာဖြစ်တယ်ဆိုလိုတာတော့ကျွန်တော်တို့ဒီနေ့အသက်ရှင်နေတဲ့ခရိယန်အတိုင်းဝန်းထဲမှာကျွန်တော်တို့ရောနှုတ်ကပတ်တော်လို့ကျွန်တော်တို့ပြောနေပေမဲ့အချိုမှုန့်နေပါနေတဲ့နှုတ်ကပတ်တော်ကြီးနော်တရားလုံးကြီးထည့်ထားတဲ့နှုတ်ကပတ်တော်ကြီးပြန်ပြီးတော့တစားစင်ပြီးတော့တကာရီလောင်းထားတဲ့နှုတ်ကပတ်တော်ကြီးကိုကျွန်တော်တို့ကြားတော့အသက်ရှင်နေတော့ကျွန်တော်တို့ကမိုးခါရီတောက်နေတာပဲဖြစ်ပါတယ်ဖခင်ရှင်ရဲ့နှုတ်ကပတ်တော်ကတော့ထာဝရအသက်ရှင်တဲ့နှုတ်ကပတ်တော်သက်ဆန်းရီထွက်တယ်တဲ့ဆောနာကျွန်တော်တို့ရှမာရိအမျိုးသမီးကိုခရစ်တော်ကပြောဆိုတဲ့နှုတ်ကပတ်တော်လေးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဖခင်များနေ့လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကျမ်းစာထဲမှာမိုးခါရီလုံးဝမတောက်တဲ့ဖခင်ကြီးနှစ်ဦးအကြောင်းကိုကျွန်တော်ဖော်ပြလိုပါတယ်နံပါတ်1ကတော့ဘာလို့လဲဆိုလို့ရှိရင်တိုင်ရီလာဖြစ်ပါတယ်အားလုံးသိပြီးသားဖြစ်တယ်နော်ကျွန်တော်ဝတ်ပြုတာလဲကြာပြီဖြစ်တဲ့အတွက်တူနဲ့ပဲကျွန်တော်ပြောသွားမှာဖြစ်ပါတယ်တိုင်ရီလာဟာဆိုလို့ရှိရင်သူကျင်လည်နေရတဲ့နေရာကသူ့ပတ်ဝန်းကျင်အားလုံးကမယုံကြည်သူတိုင်ရီလာကဂျွန်ဖြစ်တယ်ဘာဘလုန်ရှင်ဘင်ရဲ့ဂျွန်ထဲမှာမှပညာပူတတ်လို့ခေါ်ပြီးတော့ရှင်ဘင်ရဲ့သူ့အနားမှာထားတော့ပညာသင်စေတယ်သူ့ပေးပတ်ဝန်းကျင်မှာအကုန်လုံးနေတိုင်းသူတွေ့နေရတာဒီမယုံကြည်သူတွေနဲ့ရောနေရတယ်သူသင်ရတဲ့ပညာတွေကလည်းမယုံကြည်သူတွေသင်နေတဲ့ပညာရက်တွေလောကရပညာတွေနော်ဒီပညာတွေကိုသင်ပြီးတော့ရှင်ဘရင်အပါတော်မှာခါစားနေရတဲ့မူးမတ်ကြီးဖြစ်ပါတယ်သူအစအဖန်ခံရောဆိုငယ်လေးရှိသေးတယ်ဒါပေမဲ့တိုင်ရီလာဟာဖះကိုဘယ်တော့မှမစွန့်ဘူးကျွန်တော်တို့အများကြီးမပြောတော့ဘူးเนาะသူအစာတာရောတောက်တာရောဖះရဲ့အလိုတော်နဲ့ညီဖះကိုအားကိုးပြီးတော့ဖះကိုမျှော်ကြည့်ပြီးတော့အသက်ရှင်တဲ့အခါမှာချင်းသစ်တွင်းထဲကလည်းပြန်ခဲ့တယ်ဆိုတာတွေ့ရရှင်ဘရင်ကအားကိုးနေရတာတိုင်ရီလာဒါပေမဲ့ရှင်ဘရင်ကသူ့ရဲ့ဂျန်နဲ့မူမတ်တီယာနေအတို့အထောင်ဒီလှုပ်လိုက်တဲ့အခါမှာရှင်ဘရင်ကိုယ်တိုင်ကကိုပေးထားတဲ့အမိန့်ကိုတော့ကိုကပြန်မယုတ်သိမ့်နိုင်တဲ့အထိဖြစ်သွားတာဖြစ်ပါတယ်လူအနေနဲ့တော့မျောလင်းချက်မရှိတော့ရှင်ဘရင်ကတော့ငါရှင်ဘရင်မဲ့ငါလှုပ်ချင်တာလှုပ်လိုက်မယ်ဆိုတော့ပြောလို့မရတော့သူ့အမိန့်ကတီးတယ်တနိုင်ငံလုံးတတိုင်းပြည်လုံးကလက်ခံနေရတဲ့အခါမှာရှင်ဘရင်ကသူ့အမိန့်ကိုပယ်လိုက်ရင်တော့အဲ့ဒီရှင်ဘရင်ကိုဘယ်သူမှယုံကြည်တော့မှာမဟုတ်ဘူးဂတိမတည်ဘူးလူမာဂတိမင်းမာသစ္စာတဲ့ကျွန်တော်ပမာစကားပုံရှိတယ်ဒီရှင်ဘရင်ဟာသစ္စာမရှိသူ့ကိုသူအုပ်ချုပ်နေတဲ့တိုင်းပြည်အကုန်လုံးကသူ့ကိုတော်လှန်တော့မှာပဲပုံကန်တော့မှာပဲတပုံတကန်နေတဲ့တိုင်းပြည်ကြီးဘလို့မှမအေးချမ်းတော့ဒီလိုမျိုးနဲ့ရှင်ဘရင်ဖြစ်တော်ညာလဲသူ့ရဲ့အမိန့်ကိုသူမလွန်ဆန်နိုင်ပေမဲ့ရှင်ဘရင်ဆိုတဲ့လူရဲ့အမိန့်ကိုလွန်ဆန်နိုင်တဲ့ဖယားနေဒံယေလကိုချင်းသိတွင်းနဲ့ကယ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒံယေလဟာသူ့ရဲ့ပတ်ဝန်းကျင်ထဲမှာသူနဲ့နှိစ္ဆဒူကတွေ့နေရတဲ့လူတွေဒီမယုံကြည်သူတွေဖယားနဲ့မသိတဲ့လူတွေအကျွန်းတဝင်မရှိတဲ့လူတွေထာဝရဘုရားကိုကဲ့ရဲ့နေတဲ့လူတွေအကြားမှာအသက်ရှင်နေပေမဲ့မိုးခါရေမတောက်ပဲနှုတ်ကပတ်တော်ရေကိုနေတိုင်းတောက်သုံးတဲ့အခါမှာအချိန်တန်တဲ့အခါမှာဖယားရဲ့ချီးမြှင့်ခြင်းခံရတယ်။စုံစမ်းနှောက်ယှက်ခြင်းတွေကိုခံရပေမဲ့ထိုစုံစမ်းနှောက်ယှက်ခြင်းတွေကနေ
လွတ်မြောက်ရတဲ့အခွင့်ကိုဘုရားရှင်ကပြင်ဆင်ပေးတယ်ယနေ့အထိကျွန်တော်တို့ယုံကြည်သူခရိယန်များဒံယေလအကြောင်းကိုမျိုးစုံနဲ့ကျွန်တော်တို့ကြားတော့ကိုယ့်ရဲ့အသက်တာကိုခွန်အားယူနေရတဲ့ဖခင်ကောင်းဝိညာဉ်ဖခင်တူဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပထမအနေနဲ့ဖော်ပြလိုတာဖြစ်ပါတယ်ဒုတိယအနေနဲ့ရှင်ဘောလူဖြစ်ပါတယ်ရှင်ဘောလူဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်သူဟာရောမမြို့မှာပညာတတ်ဖြစ်တယ်ပညာရှိဖြစ်တယ်သူသာခရစ်တော်ကိုမယုံကြည်ပဲဓမ္မသက်မြို့မှာကျွန်တော်တို့ဒီခရစ်ယာန်ကြီးကိုညှင်းဆဲဖို့ရန်တွားတဲ့အချိန်မှာခရစ်တော်နဲ့သာမတွေ့ခဲ့ဘူးမဟုတ်လို့ရှိရင်လေခရစ်တော်နဲ့တော့တွေ့လိုက်တယ်ဒါပေမဲ့ယာထုအာနာရီသာလိုချင်ခဲ့မယ်ဆိုလို့ရှိရင်ခရစ်တော်ဟာကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုမဟောမပြောဘဲနဲ့ငြိမ်နေမယ်နှုတ်ဆက်နေမယ်ဆိုရင်ရှင်ဘောလူဟာဆိုလို့ရှိရင်တော်တော်ကိုယောမနိုင်ငံမှာယာထုကြီးနေရာကောင်းကောင်းရမယ်ပညာရှင်ဖြစ်ပါတယ်သူ့ကိုရောမအစိုးရလည်းသူ့ပြန်ခေါ်တယ်ဒါပေမဲ့ तू ကဘာလို့ယာထုတွေကိုမမမောတာလားဂုံရှိန်တွေကိုမလိုချင်တာလားဆိုတာထက်ဒီအရာထက်ပိုကောင်းတဲ့ဖယားခရစ်တော်ရဲ့ကယ်တင်ခြင်းကိုသူ့အသက်တာမှာခံစားပြီးတော့သူ့ရဲ့အသက်တာမှာခရစ်တော်ရဲ့သက်ဆိုင်ကိုတောက်ပြီးတဲ့အခါမှာ तू ဟာမနေနိုင်တော့မဟောပဲလည်းမနေနိုင်တော့မပြောပဲလည်းမနေနိုင်တော့သူကျင်လည်နေရတဲ့ပတ်ဝန်းကျင်မှာမယုံကြည်သူတွေညှင်းဆဲမှုတွေတပ်ဖြတ်မှုတွေဖယားရဲ့နှုတ်ကပတ်တော်ကိုပြောလို့လိန်လို့မဟုတ်ဘူးညာလို့မဟုတ်ဘူးခိုးလို့မဟုတ်ဘူးနော်ဝှက်လို့မဟုတ်ဘူးဓမြမှုမဟုတ်ဘူးခရစ်တော်ဟာဂယ်ရီရှင်ဖြစ်ကြောင်းကိုတက်တည်ခံပြီးတော့ဟောပြောတဲ့အခါမှာညှင်းဆဲခြင်းနှိပ်စက်ခြင်းတွေပင်ပန်းဆင်းရဲခြင်းတွေကိုခံရပေမဲ့မမှိတ်မတုံမိုးခါရီမတောက်ပဲအဆုံးတိုင်အောင်ကျွန်တော်တို့ကျမ်းစာမှာရှိတဲ့အတိုင်းပန်းတုံးတိုင်ကိုခြိတက်တဲ့အခါမှာဖယားရှင်ရဲ့ဓမ္မတော်ကြီးအဖြစ်ယနေ့ကျွန်တော်တို့ခရိယန်လောကမှာ theology တွေ theologian တွေ scholar တွေကအ내ဖွင့်လေနဲ့လေဘာသာပြန်လေပြန်စရာစကားလုံးနဲလေဖြစ်အောင်ဖယားရဲ့နှုတ်ကပတ်တော်အများဆုံးဝေငှတက်တည်ခံတဲ့ရှင်ဘောလူကြီးဓမ္မတော်ရှင်ဘောလူကြီးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရတာဖြစ်ပါတယ်ဒါကြောင့်မလို့ညီကုန်းချုပ်အနေနဲ့ကျွန်တော်ဖော်ပြလိုတာတော့ကျွန်တော်တို့ဒီနေ့ယုံကြည်သူခရစ်ယာန်ဖြစ်လာတယ်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့အခါမှာကျွန်တော်တို့အခုချိန်လောကဆိုပူတော်ဆိုတဲ့တတ်မဲ့စရာတွေအများကြီးခုံမင်းစရာတွေအများကြီးတွေ့တာစရာတွေအများကြီးကြည်ချင်စရာတွေအများကြီးလိုချင်စရာတွေအများကြီးဆိုတဲ့အရေးပေါင်းများစွာရဲ့ခက်ခဲမှုဖိစီးမှုနှိပ်စက်မှုကြားထဲမှာကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ခရစ်တော်မိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ခရစ်တော်ဒီထာဝရသက်ဆိုင်ရဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တဲ့အတိုင်းတကယ်ရောကျွန်တော်တို့အသက်ရှင်ရဲ့လားမိုးခါရီပဲကျွန်တော်တို့မထူတော့ပါဘူးလေဘလောက်ပဲဖြစ်နေဖယားတော့မသိပါဘူးဖယားတော့မမြင်ပါဘူးဆိုတော့လိန်လိုက်မိလားညာလိုက်မိလားကောက်ကျစ်ဆင်းလဲမိလားကိုယ့်ကြောင့်သူတစ်ပါးမျက်ရည်ကျလားဆိုတော့ကိုယ့်ရဲ့အသက်တာကိုပြန်ပြီးတော့အပြန်အလှန်နှုတ်ကပတ်တော်အဖြစ်ချိန်ထိုးပြီးတော့နှုတ်ကပတ်တော်အဖြစ်ကိုယ့်ရဲ့အသက်တာကိုစစ်ပြန်ကြည့်တော့မှန်ကြည့်တယ်လို့ကျွန်တော်ရဲ့အသက်တာကိုနှုတ်ကပတ်တော်အဖြစ်ပြန်ကြည့်ရအောင်ကျွန်တော်တို့ဒီမိုးခါရီများတောက်နေမိတောက်နေတဲ့မိုးခါရီကိုစွန့်ပြီးကျွန်တော်ရဲ့အပြစ်တီကျွန်တော်ရဲ့ do right တီကျွန်တော်တို့ရဲ့ငါဆိုတဲ့အတ္တမာနတွေကိုလက်ဝါးကားတိုင်းမှာချိဖြတ်ပြီးတကားလားထာဝရအသက်ကိုပေးတဲ့ခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်သက်ဆိုင်ရည်ကိုတောက်တော်သူမြတ်တာမကသက်ဆိုင်ရည်ကိုစီစဉ်စေတော်သူမြတ်ဖြစ်ဖို့ရအတွက်အရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေဒါပြီးလို့ရှိရင်ကျွန်တော်အဆုံးအနေနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်ကျမ်းစာတစ်ပိုက်ဖတ်ချင်ပါတယ်ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့တက်တည်ခံခြင်းကိုညီကုန်းချုံမှာဖြစ်ပါတယ်ရောမဩဝါဒစာမှာရောမဩဝါဒစာအခန်းကြီး2အငယ်14အငယ်73အကြောင်းမူကားတရားနာတော်သူသည်ဖျားသခင်ရှိ၌ဖြောင့်မတ်သည်မဟုတ်တရားကိုကျင့်တော်သူသာလျှင်ဖြောင့်မတ်ရာသို့ရောက်လိမ့်မည်ဒါကြောင့်မလို့ကျွန်တော်တို့ကြားနာသွားတဲ့နှုတ်ကပတ်တော်အတိုင်းပဲနေ့စဉ်အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ခရိယန်ယုံကြည်သူဖြစ်လာတာဒီနှစ်ပေါင်းတွေလည်းကြာပြီခရစ်တော်ကိုကယ်တင်ရှင်ဖြစ်လက်ခံလာလည်းကြာပါပြီ
တရားစကားကိုကျွန်တော်တို့ကြားနာတာလည်းအများကြီးကြားပါပြီဒါပေမဲ့ကျွန်တော်တို့တရားကိုနာယုံမျှနဲ့တော့ဘယ်တော့မှဖျားရှိရောက်နိုင်မှာမဟုတ်ဘူးတရားကိုကျင့်တော်သူများအဖြစ်ဝိညာဉ်တော်ဖျားလမ်းပြပါစေရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဘာပတိမဖိတ်ခေါ်ပဲနဲ့ကျွန်တော်ပဲဖိတ်ခေါ်ရအောင်ကျွန်တော်အဆုံးတက်ဖြစ်ပါလိမ့်မယ်ဒီနေ့အတွက်ကျွန်တော်တို့refreshment ကျွန်တော်တို့ဒီ special လက်ဖက်ရည်နဲ့မုတ်ဒီနေ့ညနေအတွက်ကျွေးမွေးတဲ့သူကကိုရင်းနဲ့အတန်းတော်မိသားစုနဲ့ဖြစ်ပါတယ်အားလုံးလက်ခုပ်တီးပေးကြရအောင်ကျေးဇူးတင်တဲ့အနေနဲ့အထူးပဲကျေးဇူးတင်တဲ့အားလုံးတုံးဆောင်ပေးကြပါအထူးသဖြင့်ဒီနေ့တင်းထုတ်လူကြီးတွေက specialဒီမှာဟာခါမျိုးမှာအကောင်းဆုံးရင်သွေးခရာအောင်မှာဝေပေးထားကြတယ်တကယ်ပဲကျေးဇူးတင်တယ်လို့တကယ်တင်ထုတ်လူကြီးတွေလည်းတကယ်ပဲကျေးဇူးတင်တယ်ဒီချိန်မှာတော့ကျွန်တော်အားလုံးဒီတချင်းဥဆောင်တဲ့အဖွဲ့တွေကျေးဇူးပြုပြီးတော့ music team နဲ့worship team တွေနေရာယူပေးပါနောက်ဆုံးအနေနဲ့ကျွန်တော်တို့ရွေးထားတဲ့တချင်းတစ်ပုဒ်တီဆိုမယ်အဲ့ဒါပြီးတဲ့ခါကျရင်ကျွန်တော်ကောင်းချီးပေးချအဖြစ်ဒီနေ့အစည်းအဝေးရုပ်တင်ကြမှာဖြစ်တယ်အားလုံးမတည့်ရကြအောင်ခုနကကျွန်တော်ချီးမွမ်းသွားတယ်ကျေးဇူးတော်မှာတပါးဆိုတဲ့တခြင်းနဲ့သူတို့ကပြန်လဲချီးမွမ်းရအောင်ချင်းကိုပေးသူတခင်ရဲ့ကယူနာတရားပြေဝခံယူကျွန်တော်ဘဝရဲ့တိတ်ပဲရှိစေတဲ့သူအချင်းမြတ်ဆုံးသောဘုရားအချင်းမြတ်ဆုံးသောဘုရားကိုယ်တော်ရှင်သာထောက်ရပါမြေပုံထဲမှာကျွန်တော်ရွှေတို့ချင်းကတကယ်တော့ပါယေရှုရှင်ကိုယ်တော်တပါးသာကဘာဆက်ဖို့ကြည့်စေပါအနေနဲ့တဲ့ချောင်းဘယ်လိုရတဲ့ချောင်းတွေလားဘိုးတို့ကျွန်တော်ရဲ့နာနာနေတဲ့ရှိချင်းကတသစာဒီဘဝကျေးဇူးတော်မှာတပါအချာတော်ပြေကလာကျွန်တော်နဲ့မရှိပါဆုံးများကင်းစေတဲ့သူဖြောင်းမချင်းကိုပေးသူတခ
ဆက်ဖို့ကြည်စေပါအနေမြင့်တဲ့ချာ哈利路亚！在新月，真的我帮忙前面讲从蓝标补偿的摩托皮啊，因为过了先批许多嘛过了过千万古贵的卡嘛，过了过千万古贵的杜瑞帮忙，哦前面标多摩托过了讲证明啦呀，因为来要的杜只送么嘢送带样杜罗帮忙出讲证明啦呀，阿龙送带要把些，因为过了先批千万古贵对把我们别路多杜要些点帮忙嘞，啊啥子呀嘛卡变嘞，比如一定困别路冇办法讲。别路多多要些တိုင်းကိုလေယေရှုနာမည်ကောင်းကြီးပေးပါတယ်ဒီနေ့ကိုရရှင်သားအဖြစ်ကြားနေရတဲ့နှုတ်ကပတ်တော်အတိုင်းယနေ့ကိုရရှင်ဖျားကိုသက်စာရှိစွာနဲ့ကျွန်တော်တို့အစေခံလျက်သက်စာရှိစွာနဲ့ကိုရရှင်ဖျားကိုးကွယ်တက်တော်သားဖြစ်များဖြစ်နိုင်ဖို့လုံငါယနေ့နှုတ်ကပတ်တော်ဒီကျွန်တော်ရဲ့အကျင့်အထစ်အတီးတီးသောအစတရားမကပွားများသောနှုတ်ကပတ်တော်ဖြင့်ကိုရောကောင်းကြီးပေးပြီးဖြစ်တဲ့အတွက်လည်းကိုရဲ့နာမတော်ချီးမွမ်းကြပါတယ်ယနေ့ကိုရောကိုချီးမွမ်းကိုသူတော်သူသားသမီးရောက်စေတိုင်းပေါ်မှာခမဲတော်ဖျားချစ်ချင်းမြတ်တာသားတော်သခင်ယေရှုခရစ်တော်ယေရှုတော်နဲ့ဂရုဏာတော်တန်ရှင်တော်ဝင့်တော်ဖျားရဲ့အတူပါရှိခြင်းသည်ယနေ့မှစရကာလအစဉ်မြဲတည်ရှိတည်နေပါစေတော်အာမင်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ